Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကအပိုင်းမှာဘာဘော့စ်တို့အဖွဲ့ဟာမာကွာရာပြောက်နေတာကိုတတိထားမိလိုက်ပါတယ်မာကွာရာဟာမင်းသမီးတစ်ပါးဆိုတာကိုဘာဘော့စ်တို့အဖွဲ့ဟာမသိသေးပါဘူးခေါင်းဆောင်ဂျွန်ကလည်းမာကွာရာဟာမင်းသမီးတစ်ပါးဖြစ်တာကြောင့်ဒုထောက်အယူအသေးပေးလိုက်ပါတယ်အပိုင်း6ဇလန်ရဲ့အစမှာတော့ဘာဘော့စ်ကွန်ဖူနဲ့ဟာနီတို့နဲ့အမြဲတမ်းရှိနေတဲ့ဘူစတို့ဟာစိုးလိုက်မို့ဆိုအပွဲတစ်ပွဲကိုအသေးအတန်ခုခံတိုက်ခိုက်နေကြတာကိုလည်းတွေ့ရပါတယ်။ဒါဟာရှုပ်ထွေးမှုတွေကြမ်းတမ်းမှုတွေနဲ့ပြည့်နေနေတဲ့ဒီဇက်ကောင်တွေနေထိုင်ရတဲ့အန်ရယ်တွေကိုချက်ချင်းသတိရစေပါတယ်။အသေးအတန်ရုပ်ကိုင်နေချိန်မှာဘူစကမာဂရာကိုစိုးလိုက်မို့ဆိုရဲ့လက်ထဲမှာအဖမ်းခံရပြီးတည်ဆုံသွားတာကိုမြင်တွေ့ခဲ့ရတယ်လို့ပြောပြီးစိတ်ပြက်စရာသတင်းတစ်ခုကိုပေးပို့လိုက်ပါတယ်။ဒါနဲ့ထပ်ပြီးထိုးသွင်းခံရတဲ့လိုမျိုးဟာနီဝါကမာဂရာရဲ့သွေးဆုံနေတဲ့ပတ်စံရည်ကိုထုတ်ပြပါတယ်။ဒါဟာဘူစကတွေးခဲ့တယ်လို့ဆိုပါတယ်။စိတ်ပြက်အားငယ်မှုဒေါသလက်စားချေလိုသွေးတွေဟာပေါက်ကွဲထွက်လာတော့ခံစားရပါတယ်။ဟာနီဝါကစစ်တီတူအနေနဲ့ရင်ဆိုင်မှုဆုံးလိုက်မို့ဆိုးရဲ့ခေါင်းဆောင်ကိုရင်ဆိုင်ဖို့စိတ်သက်ပြင်းပြနေပါတယ်။ဒါပေမဲ့ဘာဘော့စ်ကသူ့ရဲ့မိသားစုအသက်ရှင်ရက်တည်ရေးကိုဦးစားပေးပြီးကလေးတွေရဲ့ဘေးကင်းရေးအတွက်နာကြီးစာနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။သူတို့ဟာဘူစ်ပြောတဲ့ပုံခိုရနေရာကိုလိုက်သွားရမှာဖြစ်ပြီးရန်သူတွေပြန်သွားတာကိုစောင့်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာဇလန်းကပို့ပြီးရှုပ်ထွေးလာပါတယ်။ကျွန်တော်တို့မာဂရာစီကိုရောက်တဲ့အခါသူမဟာအသက်ရှင်လျက်ရှိနေပြီးအံ့ဩစရာကောင်းတာကတော့သူတို့ထွက်ပြေးလာခဲ့တဲ့ဆုံးလက်မိုးဆိုးတွေခေါင်းဆောင်ဂျွန်ရဲ့ထင်းသွင်းမှုအောက်မှာပဲရှိပါတယ်။မာဂရာဟာတည်ငြိမ်တဲ့အာလာပိုင်ဆန်ဆန်နဲ့သူမရဲ့စစ်မှန်တဲ့အခြေအနေကိုဖော်ထုတ်လိုက်ပါတယ်။သူမဟာမင်းသမီးတစ်ပါးဒါနဲ့မကသေးပဲသူမကဂျွန်ကိုသူ့ရဲ့မိသားစုကိုမတတ်ဖဲအရှင်ဖမ်းပြီးဖို့အမိန့်ပေးလိုက်ပါတယ်။ဒါဟာရဲရင်နဲ့လှုပ်ရှားမှုတစ်ခုပါပဲ။သူမကမျက်စိမြင်နိုင်တဲ့ကလေးတွေအကြောင်းသူ့ရဲ့မိကုန်းတွေကိုဖြေချဖို့သဘောတူပါတယ်။ဒါပေမဲ့သူမရဲ့မိခင်ဘေးကင်းရေးကိုအာမခံပြီးမှသာဖြေချပါမယ်။ဒီအရေးကြီးတဲ့စကားဝိုင်းကမာဂရာရဲ့အတိတ်ကိုနောက်ကျောင်းပြန်ပြသထားပါတယ်။သူမရဲ့ဖခင်ဖြစ်သူကွယ်လွန်သွားတဲ့ဘုရင်ကြီးဟာသူ့ရဲ့နာရေးကရင်ပေါ်မှာမာဂရာကိုတိုးတိုးလေးတောင်းပန်ခဲ့တာကိုကျွန်တော်တို့သိလိုက်ရပါတယ်။ဘုရင်ကြီးဟာတိုင်းပြည်ကိုသူမကိုအုပ်ချုပ်စေခဲ့တာဖြစ်ပြီးကျွန်တော်တို့ဘုရင်မကိန်းလို့တူထားတဲ့သူကသူမကိုတိုင်းပြည်ကနေနှင်ထုတ်ပြီးတိုင်းပြည်ကိုအပိုင်သိမ်းသွားခဲ့ပါတယ်။ဂျွန်ကလည်းတိုင်းပြည်ကိုထောက်ခံခဲ့တာကြောင့်မာဂရာဟာပြည်ကနေထွက်သွားခဲ့ရပါတယ်။သူမရဲ့ထွက်ပြေးမှုဟာဂျေမာရိုင်းနဲ့အတူဖြစ်ပြီးနောက်ဆုံးမှာတော့အာခီနီနဲ့ဘာဘော့ဆိုစီကိုရောက်ရှိလာခဲ့ပါတယ်။ဒီကျန်းတဲ့ကဘာရဲ့မျက်နှာပြင်အောက်မှာစီးစီးနေတဲ့နန်ဆိုင်နဲ့နိုင်ငံရေးစီးကြောင်းတွေရှိနေတာကိုလည်းပြသထားပါတယ်။ဘာဘော့စ်နဲ့ကလေးတွေနဲ့အတူပြန်ရောက်လာတဲ့အခါဘူစီရဲ့အစောပိုင်းလှည့်ဖျားမှုတွေကကြောင်းမော့ဖယ်နီးလန်းနဲ့ပေါ်လွင်လာပါတယ်။သူတို့ကိုဘေးကင်းရာကိုခေါ်ဆောင်သွားတာမဟုတ်ပဲလောက်ကလန်ကူတစ်ခုတည်းသို့ခေါ်သွားပြီးတံမဏိတကားပါတဲ့ဓလေကားထဲမှာပိတ်မိစေပြီးတောင်အောက်ကိုနဲ့နဲ့ချိုင်ဆင်းသွားပါတယ်။လေထုကချက်ချင်းဆိုသလိုကျဉ်ကျက်လာပြီးလင်းလဲနေတဲ့ပိုးကောင်လေးတွေကထွက်လာတဲ့ထူးဆန်းတဲ့အလင်းရောင်ကသာတထုတွင်လှိုင်ကူကိုကိုရဲလိုလင်းထိန်စေပါတယ်။ဒါဟာတကယ်ကိုစိတ်မသက်သာဖြစ်စေတဲ့ပတ်ဝန်းကျင်တစ်ခုပါပဲ။ဒီနေရာမှာသူတို့ကိုမြေအောက်မှာနေထိုင်ပြီးပြင်ပလူတွေကိုဘယ်တော့မှထောက်ခွင့်မပေးတဲ့ရုံမာတဲ့လူမျိုးစုတစုကခြုံခုံတိုက်ခိုက်ပြီးဖမ်းဆီးလိုက်ပါတယ်။ကြောက်လန့်ထယူမှုတွေကအတိအကျထင်ရှားနေပါတယ်။အကျဉ်းချခံထားရချိန်မှာမိသားစုရဲ့ကြောက်တုံးလိုခိုင်မာတဲ့ပဲရစ်ဟာစိတ်ဓာတ်ကျဆင်းသွားပြီးအပြည့်ရှိစိတ်နဲ့လွှမ်းမိုးခံရပါတယ်။သူမကမာဂရာကိုဆုံးရှုံးရတာနဲ့ကလေးတွေကိုသူတို့ရဲ့အမြင်အာရုံကိုစူးစမ်းလေ့လာဖို့တွန်းအားပေးခဲ့တာကိုသူမအပြည့်တင်ပါတယ်။ဒါဟာသူတို့ရဲ့ဘဝတဲကိုမတူညီမှုတွေနဲ့အန္တရာယ်တွေကိုသာယူဆောင်လာခဲ့တယ်လို့သူမကယုံကြည်ပါတယ်။ဘယင်မကိန်းဟာကျန်းတန်းတဲ့နယ်နိမိတ်အတွင်းမှာပိုးချံတစ်ခုမှာအကျဉ်းချခံထားရပါတယ်။သူမရဲ့ဖမ်းဆီးသူတွေကိုအစာပိုင်းမှာတော့ဆန့်ကျင်ခဲ့တဲ့သူမရဲ့လောရတွေကြောင့်ကျန်းတဲ့စွာရိုင်းနှက်ခံရပြီးသူမရဲ့နှင်းကြတဲ့အခြေအနေကိုထင်ရှားစွာသတိပေးနေပါတယ်။ဒါပေမဲ့အကျဉ်းချခံနေရချိန်မှာတောင်ကင်းရဲ့လေမာပန်းနှဲမှုကပေါ်ထွက်လာပါတယ်။ သူ
သူမကခိုရာလို့ခေါ်တဲ့အခြားကျွန်တဦးနဲ့ခင်မင်းရင်းနှီးလာပြီးစိတ်ခံစားမှုအားနည်းတဲ့အခိုက်အတန့်မှာသူတို့ရဲ့ဖခင်တွေအကြောင်းဇလန်းတွေကိုဖလှယ်ကြပါတယ်။ခိန်းဟာအမြဲတမ်းလှည့်စားတတ်သူဖြစ်ပြီးလူသမားတွေပုံကံဖို့စ조사ပြီးခိုရာကိုသူမရဲ့အစစ်မှန်တဲ့ကိုယ်ပိုင်လက္ခဏာကိုဖော်ထုတ်ပြသပြီးတစ္ဆာဆောင်သိမှုကိုရယူဖို့စ조사ပါတယ်။ဒါပေမဲ့ခိုရာကသူမကိုခေါင်းဆောင်စီတစ္ဆာဖောက်လိုက်ပါတယ်။ခေါင်းဆောင်ကကင်းရဲ့တော်ဝင်မျိုးရိုးကိုသိရှိသွားတဲ့အခါကျောင်းပေါ်ဖယ်ကောင်းရဲ့လွတ်ရက်စခုကိုလှုပ်ဆောင်လိုက်ပါတယ်။သူကသူမရဲ့ရင်ဘတ်ရေပြားအောက်မှာမြုပ်နှံထားတဲ့တော်ဝင်အဆောင်လက်ဖွဲ့ကိုတွင်းတော်ထုတ်ယူပြီးတော်ဝင်စစ်တပ်စီကိုရွှေနှုတ်ဖို့အတွက်တက်တည်ပြဖို့ပေးဖို့ရည်ရွယ်ထားပါတယ်။မြေအောက်လိုင်ကောင်းထဲမှာတော့မိသားစုကဘူးစီရဲ့မိခင်ဖြစ်တဲ့ဒေတာနဲ့တွေ့ဆုံပါတယ်။သူမကဘူးစီရဲ့အတိတ်ဆိုးအကြောင်းကိုပြောပြပြီးသူ့ကိုနှိမ့်ဆက်ခံခဲ့တဲ့ဝိညာဉ်တစ်ပါးဖြစ်ကြောင်းနောက်ဆုံးမှာတော့သူကမျိုးဆက်တစ်ခုလုံးကိုတပ်ဖြတ်ခဲ့ပြီးသူ့မိခင်ကိုသာခြံထားခဲ့ကြောင်းကိုဖော်ထုတ်ပြသပါတယ်။ဒေလီကကောက်ကျစ်တဲ့တရားမျှတမှုကိုရှာဖွေရင်းမိသားစုကိုထွက်ပြေးဖို့ကူညီပေးဖို့သဘောတူပါတယ်။ဒါပေမဲ့အခြေအနေရောတစ်ခုရှိပါတယ်။သူတို့ဘုစ်ကိုတပ်ပေးရပါမယ်။အသေးအတန်ထွက်ပြေးဖို့ပြင်ဆင်ထားပါတယ်။သူတို့ထွက်ပြေးနေချိန်မှာဘာဘော့စ်ဟာကြီးမားတဲ့ကိုကျိုးစင်းမှုတစ်ခုအနေနဲ့ဓာတ်လီကားကိုလက်ဖြင့်လဲပတ်ပြီးလီဗာကိုထင်းချုပ်ဖို့နောက်မှနေခဲ့ပြီးသူ့မိသားစုအပေါ်ကိုတက်ရောက်နိုင်ဖို့တေချာသေးပါတယ်။နောက်ဆက်တွဲအနေနဲ့ဒီဘိုင်းရဲ့အပြင်းထန်ဆုံးမြေခွင်းတွေကတစ်ခုပါပဲ။ဘာဘော့စ်ဟာမှောင်မိုက်တဲ့အထဲမှာတိုက်ခိုက်သူတွေကိုခုခံတိုက်ခိုက်ပြီးလင်းလက်နေတဲ့ပိုးကောင်တွေကနေထွက်လာတဲ့အလင်းရောင်ကသာအလင်းရောင်ပေးပါတယ်။တကယ်ကိုကြမ်းတမ်းပြီးမမေ့နိုင်စရာအခိုက်အတန့်တစ်ခုပါ။သူကရန်သူတို့ဦးရဲ့မေးရွကိုသူ့လက်ပလာနဲ့ခွဲပြေးလိုက်ပါတယ်။ဒါပေမဲ့အန်နီယကမပြီးသေးပါဘူး။ဓာတ်လီကားကျိုးပြတ်တောက်သွားပြီးဓာတ်လီကားကအောက်ကိုပြိုးကျသွားပါတယ်။သူ့မိသားစုကအခုတော့လက်လန်းမမီတဲ့အခြေအနေမှာဘာဘော့စ်ဟာပြင်းထန်တဲ့ဆန္ဒနဲ့ပေါတူးတစ်ချောင်းနဲ့ဒေါင်းတွင်းနေရတွေကိုအသေးအတန်တက်လန်းဖို့စတင်มาတော့တယ်။သူ့လက်ပလာတွေကဖမ်းဆုပ်ဖို့ရုန်းကန်နေရပြီးအပေါ်မှာရှိတဲ့ကလိုရီတွေစီကိုရောက်ဖို့ဆုံးဖြတ်ထားပါတယ်။ဒါဟာသူ့ရဲ့မယိုင်ယိုင်နဲ့ချစ်ချင်းမြတ်တာနဲ့ခွန်အားကိုတက်တည်ပြနေပြီးတင်းကိုအသက်ရှူရက်တန့်သွားစေမဲ့တကယ်ကိုဆွမ်းမဖယ်ကောင်းတဲ့အထုပ်အထိပ်ပါပဲဒီအပိုင်းကတော့ Wish Final ရဲ့စကားမှာပြီးဆုံးသွားပါတယ်ဘုစ်ဟာမြေအောက်ဒုက္ခကနေလွတ်လာမြောက်ပြီးမာဂါရာစီကိုရောက်လာပါတယ်သူကဘာဘော့စ်နဲ့ကလူတွေဘယ်မှာရှိလဲဆိုတာမသိဘူးလို့သူမကိုလင်ပြောလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်မှန်တဲ့ရည်ရွယ်ချက်ကပိုပြီးဆိုးရလာပါတယ်မဟာမေးဖွဲ့မှုစတင်နေချိန်မှာဂျွန်ကဗေမာကင်းရဲ့အဆောင်လက်ဖွဲ့နဲ့ခေါင်းဆောင်စီကနေရွှေနှုတ်ဖိုးတောက်ခံစာကိုလက်ခံရရှိပါတယ်။ပူကြီးမားတဲ့အန်ရယ်များတဲ့ဂိမ်းတစ်ခုရဲ့အစိပ်အပိုင်းကနေနေရာတကျလာပြီးဖြစ်ပါတယ်။